မင်္ဂလာပါအစားတွေဖြတ်တောက်ပြီးအစာငတ်ခံပြီးတော့ဝိတ်ချနေမဲ့အစားခန္ဓာကိုယ်ရဲ့ဇီဝဖြစ်စဉ်ကိုညံဆန်စေတဲ့ကြွက်သားလေ့ကျင့်ခန်းတွေထည့်သွင်းလေ့ကျင့်ဖို့အကြံပြုချင်ပါတယ်ဟုတ်ပါတယ်ကျွန်တော်တို့ဝိတ်ချဖို့ဆိုရင်လူတော်များများကအစားတွေကိုရှော့ပလိုက်တယ်လေ့ကျင့်ခန်းလုပ်ဖို့ဆိုတာနောက်မှစဉ်းစားတယ်အရင်ဆုံးအစားကိုရှော့ဖို့ပဲစဉ်းစားရကြတယ်ကျွန်တော်အနေနဲ့အကြံပေးချင်တာက eat less လို့ခေါ်တဲ့အစားကိုရှော့ချဖြတ်တောက်တာပုံဖက်နဲ့ eat smart လို့ခေါ်တဲ့ကျန်းမာရေးနဲ့ကိုက်ညီမဲ့စားသောက်တွေကိုဖြည်းဖြည်းချင်းပြောင်းလဲစားသောက်တာပါကိုယ်အတွက်ရေရှည်ပို့ပြီးတော့အဆင်ပြေပါတယ်ကျန်းမာရေးတွေလည်းအထောက်အကူပြုပါတယ်စားသောက်တွေကိုသတိထားပြီးကြည့်ဆိုင်ပြီးစားသောက်အောင်လည်းမပြီးသေးပါဘူးကျွန်တော်အစီလောင်ကျွမ်းတို့ကိုမြင့်တင်ပေးမဲ့ကြာပြီးသားအစီတွေကိုထိန်းထားပေးမဲ့ကြွက်သားတွေတိစောက်ဖို့လည်းလိုအပ်ပါတယ်ကြွက်သားတိစောက်ဖို့ဆိုရင်တော့ရှင်းပါတယ်အလင်းဝင်သုံးပြီးတော့ပြုလုပ်ရတဲ့ကြွက်သားလေ့ကျင့်ခန်းတွေ body weight ကိုအသုံးပြုပြီးတော့ပြုလုပ်ရတဲ့ကြွက်သားလေ့ကျင့်ခန်းတွေလည်းတွဲဖက်ပြီးလေ့ကျင့်ဖို့အကြံပြုချင်ပါတယ်ဒီထဲမှာကျွန်တော်တို့ကရေများများတောက်တာတွေအိတ်ချိန်ပြေးအောင်အိတ်ဆက်တာတွေလှုပ်ရှားရှားနေတာတွေဥမာလမ်းလျှောက်တာတွေကိုထည့်သွင်းပြုလုပ်လိုက်မယ်ဆိုရင်တော့ဝိချဖို့စီချဖို့ပုံမလွယ်ကူမှာဖြစ်တယ်လို့ကြာပြီးသားအစီတွေကိုလည်းရေရှည်ထိန်းထားနိုင်ဖို့အထောက်အကူပြုမှာဖြစ်ပါတယ်ကျွန်တော်ရဲ့ဂျွန်လ9ရက်နေ့မှာဖွင့်တော်မယ် Rehab Elite 2060တန်တန်းမှာဆိုရင်တရက်မှာမိနစ်20ပဲအချိန်ပေးဦးနေတဲ့လေ့ကျင့်လို့ရမယ် body weight နဲ့တမျိုးအလေးတစ်စုံနဲ့တမျိုးကြွက်သားလေ့ကျင့်ခန်းတွေအပြင်အစားအသောက်ကိုပါဘယ်လိုစားတောက်မယ်ဆိုတဲ့လမ်းညွှန်ချက်လေးတွေ diet plan ပေးပြီးတော့ဒီတိုင်းစားရမယ်လို့ပြောတာမဟုတ်ဘူးကိုယ့်ရဲ့ lifestyle မှာဘယ်လိုအဆင်ပြေအောင်စားတောက်လို့ရမယ်ဘာလေးတွေကိုပုံမရွေးချယ်စားတောက်လို့ရမယ်ဆိုတဲ့အကြံပြုချက်တွေအပြင် lifestyle ကိုပါဘယ်လိုထိန်းချောင်းရမလဲဆိုတဲ့အသိပညာဗဟုသုတတွေကိုထည့်သွင်းသင်ကြားပေးနေပါတယ်ဒီသင်တန်းလေးကကျွန်တော်တို့အလုံများလို့အချိန်အများကြီးမပေးနိုင်တဲ့ basic professional တွေအတွက်တရက်မှာမိနစ်20နဲ့တည်းထိထိရောက်အကျိုးရှိရှိလေ့ကျင့်နိုင်မှုအထူးဒီဇိုင်းဆွဲထားတဲ့သင်တန်းလေးလည်းဖြစ်ပါတယ်ဒီသင်တန်းလေးကိုပို့ပြီးထိထိရောက်သင်ကြားကြတာဖြစ်တဲ့အတွက်လူဦးရေကန့်သတ်ထားတဲ့အတွက်ဇွန်လ9ရက်နေ့မတိုင်ခင်အများဆုံးသင်တန်းအဖို့လည်းဖိတ်ခေါ်ကြပါတယ်သင်တန်းလေးကိုစိတ်ဝင်စားတာပဲဖြစ်ဖြစ်သင်တန်းလေးကိုအသေးစိတ်ဆွေးနွေးကြတာဖြစ်ဖြစ်သင်တန်းအပ်ချင်တာဖြစ်ဖြစ်ကျွန်တော်ရဲ့ page messenger မှာ2060လို့စာလေးပို့လိုက်ပါကျွန်တော်ကအသေးစိတ်ရှင်းပြချက်တွေနဲ့အကြောင်းပြန်ပြပါမယ်ဗီဒီယိုလေးကိုအဆုံးထိကြည့်ပြီးတော့လည်းအားလုံးကိုကျေးဇူးတင်ပါတယ်